မင်္ဂလာပါစိတ်ဓာတ်မှုရုဒ္ဓရဲ့ podcast ကိုနားထောင်နေကြတဲ့လူတွေအရောက်စီတိုင်းမင်္ဂလာနေ့တစ်အခါသမယဖြစ်ကြပါစေလို့အရင်ဆုံးနှုတ်ခွန်းဆက်ပါရယ်ရတင်းကြံကာလဆိုတော့အားလုံးလည်းကောင်းကောင်းမွန်မွန်လေးအနားယူနေကြလိမ့်မယ်လို့မျှော်လင့်ပါရယ်အစကဒီ podcast ကိုတင်းညံပြီးမှတွေးမလို့စိတ်ကူရှိတာတို့တော့ဒီရက်ပိုင်းမှာနေနဲ့တတိရတာတချို့တော့အိမ်ထဲမှာပဲနေတဲ့သူတွေပေါ့လေလိုက်တင်းကြံမပြောတာတော့မဟုတ်ဘူးဘယ်လိုလဲတင်းကြံမလျှောက်မလဲတဲ့မကစားတဲ့သူတွေအတွက်အိမ်ထဲမှာနေဆိုသူတို့အတွက်နားထောင်စရာလေးများဖြစ်လည်းမဆိုးပါဘူးလားဆိုပြီးတွေးမိပြီးတော့အခုပဲအတန်တွင်းလိုက်တယ်တချို့ရှိတယ်လေနော်အပြင်မထွက်ဘူးအိမ်ထဲမှာပဲ easy ပဲ chill နေတဲ့လူတွေလည်းရှိတာကိုတိုင်းလည်းအဲ့လိုထဲမှာပါပါတယ်ငယ်ကလေးရနေအခုချိန်ဒီဆိုလိုက်ဘုံကြီးမဝတ်ခင်တီပေါ့လေဘုံကြီးဝတ်တဲ့ချိန်တီပေါ့တခါမှအဲ့လိုမန်တက်မှာတွားပြီးမှရေပတ်တာတော့ဘာလို့မလုပ်ဘူးငယ်ကတော့ရေကစားရတော့ရှိတာပေါ့သိတယ်မလားဒါတောင်းကျင်တာပေါ့အိမ်ရှိမှာကလေးတော့ပေါ့နည်းနည်းအရွယ်ရောက်လာတော့အဲ့လိုတင်းညံဆိုရင်တငယ်ချင်းအိမ်မှာပဲတွားပြီးမှ chill နေတာများတယ်တခါတလေကတတီအဲ့လိုမျိုးပေါ့နော်လေဖုတ်ဒါရီပြောကြမုံစားပေါ့အဲ့လိုမျိုးပေါ့လေအဲ့ဆိုတော့တင်းညံတချို့လူတွေတော့ကတော့ပြင်းစရာကြီးလေနော်ဒီ podcast ကလို့အိမ်ထဲမှာပြင်းနေတဲ့လူတွေအတွက်ဆိုပုံမှန်ပါလိမ့်မယ် easy အိမ်ထဲမှာပြင်းနေရင်ဒါနားထောင်ရင်လည်းပို့ပြီးပြင်းမလားတော့မပြောတတ်ဘူးပြောနေနေပဲကောင်းနေမှာအဲ့ဒီတော့ chill တဲ့တငယ်ချင်းကိုတတိယထားပါတော့ကိုကောင်းကြီးလေဒီကောင်းချက်မှနေမယ်ထင်ပါတယ်တင်းချင်ကာလာရီမှာဆိုလို့ရှိရင်ဘာမှမလုပ်ဖြစ်ပေမဲ့လေတလားဘာအတွေးအမြဲတမ်းပေါ်ပြစ်လေဆိုဟိုအရင်ကလေးရတယ်အဲ့ဘာလဲဆိုတကြံပြင်းတော့ချပြီတကြံပြင်းတော့လှုပ်တော့မယ်တကြံပြင်းတော့ငါဘာဖြစ်မယ်ညာဖြစ်မယ်ဘာလုပ်မယ်ဆိုရယ်အတွေးငယ်တော့အမြဲတမ်းတွေးဖြစ်တယ်တကြံပြင်းကိုတခုအလုံးအစုံတိုက်ချင်တာမျိုးပဲဖြစ်ဖြစ်သူအစာပြိုးချင်တာမျိုးပဲဖြစ်ဖြစ်ပေါ့လေအဲ့ဒီအတွေ့အမြဲတမ်းဖြစ်တယ်ဘာကြောင့်လဲဆိုတော့အဲ့လိုတွေးခဲ့တာကNew Year မတိုင်ခင်တွေးခဲ့ရလေနော်ဒီဇင်ဘာကာလဆိုလို့ရှိရင်အဲ့လိုပဲတွေးNew Year ပြီးရင်တော့ချပြီNew Year ပြီးရင်တော့ငါအဲ့တော့နှစ်စနေစားပြီးမှတေချာလေးလုပ်တော့မယ်အဲ့လို motivation တွေနဲ့လာတာဝတ်တိလားလာပြီးရင်ဆိုဥစဉ်မွေးနေ့က3လပါရင်မွေးနေ့ပြီးရင်တော့တကူလုပ်တော့မယ်ပေါ့လေအဲ့လိုနဲ့2လ3လကုန်သွားတယ်မွေးနေ့ပြီးတော့တကြံလာပြန်တကြံပြီးရင်ဘာလုပ်မယ်အဲ့လိုနဲ့တကယ်ရည်ရွယ်ထားတဲ့ဟာတွေတဲကတခုမှမပြီးတဲ့နှစ်တွေလည်းရှိတယ်ပေါ့နော်မနည်းမယ်ထင်ပါတယ်အတူတူပြင်ရည်ရွယ်ထားတာ10ခုဆို5ခုလောက်ပဲပြီးတာမျိုး2ခုလောက်ပဲပြီးတာမျိုးဒီမျိုးတွေအများကြီးရှိခဲ့တယ်ဘဝမှာတခါလေကြောက်လဲလောကလျှော်လိုက်ပြီးမှโอเคဘာလို့ပေါ်လူကငယ်သေးတာပဲနောက်နှစ်တွေရှိသေးတယ်ကိုဖိအားမပေးတဲ့ဆိုပြီးမှအဲ့လိုပြန်လျှော်လိုက်တာတွေလည်းအများကြီးရှိတယ်
အဲ့လိုတူမဲ့ထင်ပါတယ်နော်တချို့လူတွေနဲ့လေလူတိုင်းတော့မပြောလို့ပါဘူးအဲ့လိုတကယ်ရည်ရွယ်ထားတာတွေအကုန်လုံးလုံနိုင်ခဲ့တဲ့လူတွေဆိုလဲအရင်လေးစားပါတယ်အားကြပါတယ်ကိုရိုင်းတော့အဲ့လိုငငယ်ရပါတော့ငငယ်ရတော့အဲ့လိုမလုံနိုင်ခဲ့ဘူးအကြောင်းစဉ်းစားမိတယ်စဉ်းစားမိနေရင်လည်းငါလိုပဲအဲ့လိုတွေများတွေးနေတဲ့လူတွေများရှိမလားပေါ့ဒီ podcast နားထောင်တဲ့လူတွေထဲမှာတကြံပြီးရင်တော့ချတော့မယ်ဟေးဆိုတဲ့အဖွဲ့တွေအတွက်ပေါ့လေဒီ podcast ကတော့ရအဲ့ motivation လေအရန်မိုက်တယ်အရန်ကောင်းတယ်လူငယ်တွေမှာဘူးဖြစ်တာပေါ့လေတို့တွေလူငယ်တွေကြတော့တက်ကြွတဲ့အချိန်ကိုတက်ကြွတဲ့ခါကျတော့တခုခုကိုလှုပ်ချင်တယ်အောင်မြင်ချင်တယ်ပြီးမြောက်ချင်တယ်ကိုလှုပ်ပြချင်တယ်ပေါ့ကိုရလှုပ်နိုင်တဲ့အရာဒါပေမဲ့အဲ့လူငယ်မှာပြဿနာ motivation တော့ကနေမလာတာပါလေဆို consistency ပဲဒါဟိုသူရဲ့အားနေချက်လို့ပြောမလားသူရဲ့ nature လို့ပြောရင်ပုံမှန်ပဲကွာဒါကြီးကအားနေချက်ဆိုတာတဲ့အရာ nature ပေါ့လေနော်ဒါတဘာဝပဲတော်တော်များများမှာအဲ့လိုပဲကိုလည်းကိုဘွားကိုလည်းပြန်ပြီးမှကြည်ဖြစ်တယ်ကြည်ဖြစ်တော့ရငယ်ရဆိုအဲ့လိုပဲဒီဘက်အသက်30ကျော်လာတဲ့ခါမှာနည်းနည်း consistency ပိုကောင်းလာတယ်ထင်တာပဲငကွာဆိုဟိုအဲ့ဒီချမယ်ဟေးအဖွဲရပါလေနော်ပြီးရင်လည်းဘာမှလည်းမပြီးမြောက်ဘူးအဲ့လိုပေါ့ဆိုတော့ဘာကြောင့်လဲပေါ့အဲ့ဒါကိုစဉ်းစားကြည့်တယ်တကူလုံးမယ်ဆိုပြီးမှမလုပ်ဖြစ်ပြန်မပြီးမြောက်ပြန်တကယ်လဲလှုပ်ချင်ရတဲ့နဲ့လိုချင်ရတဲ့နဲ့ဘာလို့အဆုံးမတက်မိခဲ့တာလဲပေါ့ကိုပြန်တွေးကြည့်အခုဟာတက်ကြီးလာမှအရွယ်ရောက်လာတဲ့အခါမှာဘာတွေကပြောင်းလဲသွားစီတာလဲဆိုတာနိုင်ရှင်ကြည့်ပြီးတော့အဲ့ဒီကိုနဲ့တူခဲ့တဲ့ချမဟေးအဖွဲ့တွေကိုပြန်ပြီးမှ share ပေးချင်တာပေါ့လေနော်အဲ့ဒါနဲ့အိမ်ထဲမှာလည်းနေဆိုတာလေးနားထောင်ပြမှာပေါ့လေတို့မဟုတ်လဲအေးစေကိုတင်ကြံခဲ့ရဆိုလဲတင်ကြံပြီးရင်ချမယ်လို့စိတ်ကူပြီးမှဘာတွေလုံးမလဲလိုက်ရှာနေတဲ့ဒီ podcast ကိုတွေ့မှာအချိန်ဘာမှမဖြစ်ပါဘူးအကျိုးရှိအောင်ပါဆိုတော့အဲ့ဒီ motivation ကနေစတယ် motivation ဆိုတဲ့အရာပေါ်မှာလိုအပ်တာပဲလေနော်ကိုဘေးရရ motivate လုပ်နေလေအဲ့ဒီတက်ကြွမှုတွေအဲ့ဒီလုံဆော်မှုတွေကပဲတို့တွေကိုတက်ကြွစေတာဟုတ်ဒါမဲ့တခုက motivate လုပ်လိုက်တဲ့အခါမှာတက်ကြွလာပြီဆိုလို့ရှိရင်တော့ဗာနဲ့တူလဲဆိုတော့အဲ့လို wave တွေနဲ့တူတယ်ကွာ line တွေလိုပဲ psychology မှာသူတို့နားလည်ထားတာကြတော့ motivation ဆိုတာအဲ့လို line တွေလိုပဲပေါ့ line တွေဆိုကြရတဲ့ကို of course အတက်အကျဆိုတာရှိတာလေနော်အဲ့တော့တက်လာတယ်ပြီးရင်ပြန်ကျသွားတယ်ဒီသဘောကတော့ရှိနေတာအဲ့လိုရှိနေတဲ့အတွက်ကြောင့်မလို့ motivation အရင် line အကြီးဖြစ်ပြီးပြီဆိုရင်အဲ့ဒီကြတာလေအကြီးတွေဖြစ်တတ်တဲ့သဘောလို့မြင်အောင်ကြည့်လို့ရနားလဲကြည့်လို့ရ wave တွေကြည့်လိုက်လေအမြင့်ကြီးတက်ပြီးရင်ဆိုအမြင့်ပြန်ဆင်းရတဲ့သဘောပဲလေဆိုတော့အဲ့ wave တွေကိုအဲ့ဒီ line တွေကိုတို့တွေဘယ်လိုထိန်းထားမလဲဘယ်လို maintain လုပ်ထားမလဲအရင်ရေးကြည့်ရပြီးတော့အဲ့ဒီ motivation ဆိုတဲ့မျိုးကလည်းခဏဖြစ်တာမဟုတ်ခဏဖြစ်နေရင်လည်းကောင်းတယ်လို့တော့မထင်ဘူးအဲ့ဒါကြီးတောက်လျှောက်ဘဝကြီးစဉ်းစားကြည့်လိုက်တခုခုချမယ်လုံမယ်ဆိုတာကြီးပဲတောက်လျှောက်ဖြစ်နေတော်တော်ပင်ပန်းစရာကြီးလေနော်
အဲ့တော့ကျွန်တော်အဲ့ line တွေကအရှင်ကုန်ရင်လုံးဝရက်သွားတာမျိုးဖြစ်သွားနိုင်တယ်လေအဲ့တော့အရင် motivate ဖြစ်တာမကောင်းဘူးလို့ပြောရမလားဒါမို့အဲ့ဒါအများနေမကောင်းဘူးပေါ့လေနော်အဲ့တော့every motivation ကဘယ်ဝဲဥတီလဲဆိုတော့သူ့ရဲ့ target goal ကိုပဲဥတီတယ်သူ့ imagine ပန်းတိုင်ကိုပဲဥတီတယ်ပန်းတိုင်ကိုတွားမယ်ဟေးပန်းတိုင်ကိုတွားမယ်ဟေးဆိုတဲ့မျိုးပဲခံစားကြည့်လိုက်ပေါ့စိတ်ထဲမှာမြင်အောင်ပြီးမှအရန်ကိုစိတ်ဓာတ်တွေတက်ကြွလာတယ်ချားမယ်လုံမယ်ဆိုပြီးမှဖြစ်လာတယ်ပန်းတိုင်ကိုဥတီပြီးမှတွားတယ်ရောက်ဖို့ရအခက်ခဲတွေကြုံရတယ်မရောက်တာတွေလည်းဖြစ်တယ်မျိုးတွေကြုံရတယ်ဆိုဘာဖြစ်သွားလဲလူကနောက်ထပ် motivation နောက်တစ်ခါပြန်ဖြစ်ဖို့ရကြိုးစားရပြန်တယ်နောက်တစ်ခါပြန်ဖြစ်ပြန်ပြီးပြန်အခက်ခဲတွေနဲ့ကြုံပြန်ပြီးအချိန်ကတည်သွားပြန်ပြီးဒီလိုဖြစ်တယ်ဆိုအရန်မောတာပေါ့နော်အရန်ပင်ပန်းရတော့ဘယ်သူမှအဲ့ဒီပင်ပန်းတာကြီးကိုမကြိုက်ကြအောင်မကြိုက်ကြတဲ့အလျောက်နောက်တစ်ခါ motivation မဖြစ်အောင်ပဲနေလိုက်ကြတော့ဒါလူရဲ့သဘာဝပဲဒါတို့လူငယ်တွေမှာဆိုဒါတို့တဲ့ပူပြီးမှတော့မှအဲ့လိုဖြစ်လေဖြစ်ထားရှိတယ်ရင်တူတောင်လုပ်တယ်မတူတက်ဘူးမအောင်မြင်ဘူးအတားအဆီးတွေကြုံရတယ်ဆိုသူကမလုပ်တော့ဟိုဟာပဲပြောင်းလုပ်တော့မယ်အဲ့တခုကိုပြန်ပြီးမှပြောင်းလုပ်ပြန်ရင်စူးစမ်းပြန်ရင်မဖြစ်ဘူးဆိုရင်တူကမလုပ်တော့ဟိုဒါမှဟုတ်တူဖြစ်အောင်မယ်ဒီဟာမှဟုတ်တူဖြစ်အောင်မယ်တဲ့အဲ့လိုနဲ့တောင်စီရီမရတွေလိုက်လုံမိရတာဖြစ်နေတယ်ဥတီယာတွေမဲ့ကိုဒါအဖြစ်တော့မဟုတ်ပါဘူးဒါလူရဲ့တဘာဝပဲလေနော်လူငယ်တွေမှာဒါဖြစ်လေဖြစ်တာရှိတာအဲ့တော့အဲ့ဒီ motivation နောက်ကိုလိုက်ပြီးတော့ကိုတတ်မှတ်ထားတဲ့ဟာတွေပဲအရင်အောင်မြင်ချင်တာလုပ်ရင်းနဲ့တချို့ကြတော့လေမကန်တဲ့နီလန်းတွေနောက်ကိုလိုက်သွားတော့အောင်မြင်ချင်တာပဲတည်ပြီးအဲ့လိုပဲငါပွက်ရငစားချဆိုတဲ့မျိုးတွေလှုပ်ဖြစ်သွားအောင်တချို့လည်းကိုချင်းတရားတွေကိုပါထဲမတွက်တော့ပဲဟောက်ပြန်ပြီးမှမဟုတ်တာတွေလှုပ်တော့အခုခေတ်မှာဆိုကိုချင်းတရားတွေဖောက်ပြန်ခြင်းနဲ့ကိုချင်းတရားတွေဂယူးမဆိုင်ဖ ೇನೆ ချမ်းသာခြင်းနဲ့အောင်မြင်ခြင်းနဲ့ဆိုရင်နီးလန်းတွေအများကြီးရှိရပါသိရမလားတော့အခုချိန်ထိအဲ့ဓာတွေနောက်ကိုမလိုက်သေးပဲနဲ့ကိုချင်းတရားတွေမပြတ်သေးပဲနဲ့နေနေတဲ့အရောက်စီတိုင်းကိုလည်းအင်မတန်လေးစားပါတယ်အင်မတန်ဝမ်းမြောက်ဝမ်းသာတယ်ဒါတာရုခေါ်ပါတယ်ဒါရန်အရေးကြီးတယ်ထားပါတော့အဲ့ဒါတပိုင်းအဲ့တော့အဲ့ဒီ motivation တွေပြင်ကြတော့တာဟိုဘယ်လိုထိမလဲဆိုပြန်တက်အောင်လုပ်မလဲပြောတာမဟုတ်ဘူးเนาะကိုရည်ရွယ်ထားပြီးတဲ့ဟာစီကိုအတက်ကြတွေမများပဲနဲ့ consistency ရှိနဲ့ဘယ်လိုသွားနိုင်အောင်လုပ်မလဲဆိုတာလေးကိုဒီနေ့ကပြောပြ motivation ဖြစ်အောင်လုပ်ပေးမှလည်းမဟုတ်ဘူးရှိနေတဲ့ motivation တွေကိုလည်းဖြတ်လိုက်လို့ပြောမှမဟုတ်တယ်လို့နောက်ထပ်အသစ်လည်းပေးမှမဟုတ်ဘူးဘာပဲလဲဆိုတော့ပုံမှန်လေးသွားနိုင်အောင်အတွက်နီးလဲဆိုတော့အဲ့ဒီနီးလဲလည်းကြီးကြဲမဟုတ်ပါဘူးတခုပဲအဲ့ဒါပါလေဆိုတော့သူတွေပြောနေကြမိတ်ဆွေဟောင်းကြီး mindfulness ပဲတတိပဲတခုလာလဲတတိပဲနောက်တစ်ခုလာလဲတတိပဲဒီတတိပဲဘာလို့ပြောနေတယ်လဲဆိုဟုတ်တယ်အရာအတွက်ကအဲ့ဒီတတိဟာအင်မတန်အရေးကြီးလို့ပဲတတိရှိတဲ့အခါမှာပဲအရာအဆင်ပြေမှာ
တတိမရှိဘူးဆိုရင်အရာရာကအဆင်မပြေနိုင်အခုကိစ္စမှာလည်းအဲ့ဒီတတိယပဲအရေးကြီးတာတတိရှိရင်ဘာဖြစ်မှာလဲတတိမရှိရင်ဘာဖြစ်မှာလဲဆိုတော့အရင်ဆုံးတတိမရှိရင်ဘာဖြစ်မှာလဲအနေပြောရအောင်တတိမရှိရင်ဘာဖြစ်မှာလဲဆိုတော့တတိမရှိရင်ကိုမသိတော့ကိုဘာဖြစ်နေလဲဆိုတာကိုမသိတော့အဲ့တော့ consistency တွားဖို့ရာအတွက်မှာဘာတွေအနောက်ရှက်လဲဆိုတာကိုအရင်ပြောမှအဲ့ဒါတတိရှိခြင်းမရှိခြင်းပိုသိလိမ့် consistency တွားဖို့ရာအတွက်ဘွားမှာဝါထားပါတော့ event ချက်ပန်းနိုင်နေနောက်ကိုလိုက်တယ်အောင်မြင်မှုပန်းနိုင်နေနောက်ကိုလိုက်တယ်ဆိုအလုံးစုံအစဉ်ပြေတွားလေတတိဆိုတာပုံမြင်ထဲမှာပဲရှိရသလားလက်တွေ့ဘဝမှာမရှိဘူးဘယ်လိုမျိုး genius ပဲဖြစ်ဖြစ်ဘယ်လိုမျိုး rich kids ပဲဖြစ်ဖြစ်တော့ like ဘလောက်ပဲချမ်းသာဘလောက်ပဲဉာဏ်ပညာတွေတုံအောင်တဲ့လူပဲဖြစ်နေပါစေဘဝမှာသူတို့တွားနေတဲ့ပန်းနိုင်မှာပန်းနိုင်စီကိုတွားနေတဲ့လမ်းမှာပေါ့ I'm sorry ပန်းနိုင်စီကိုတွားနေတဲ့လမ်းမှာအဖူထစ်တွေစူးကလုတ်တွေညောင်ကတင်းတွေလူတိုင်းကြုံနေတယ်လားကြီးကြုံတာနဲ့သေးကြုံတာပဲကွာမယ်ပြီးတော့ဘေးက support တွေနဲ့ကြော်လွှားနိုင်တာနဲ့ဘေးက support တွေမပါပဲတယောက်တည်းသွားတာနဲ့ဒါပဲကွာဒါဘေးလူရဲ့အမြင်ကိုယ်တိုင်ရဲ့အမြင်ကြတော့ဘယ်လိုလူမျိုးမဆိုကိုဒုက္ခကိုကြုံရတဲ့အခက်အခဲကိုကွာအကြီးလို့ပဲထင်တာချမ်းသာတဲ့တထေသားတယောက်ကလည်းသူသွားနေတဲ့လမ်းကြောင်းမှာခလုတ်ကတင်းတွေတွေ့ရင်ဒုက္ခများလိုက်တာလို့သူယူဆမှာသူထင်မှာပဲတာမန်မိသားစုဘဝကနေဒီလိုပဲရုန်းကန်ပြီးတော့သူရည်မှန်းချက်တွေစီကိုသွားနေရတယ်သူဆိုရင်လေလမ်းမှာခလုတ်ကတင်းတွေတွေ့မှာသူကြုံရတဲ့အခက်အခဲတွေကိုသူကိုယ်တိုင်အကြီးဆုံးအရာတွေလို့ထင်မှာပဲဒါကတဘာဝပဲအခက်အခဲတွေဆိုတာနေရာတိုင်းမှာရှိတာလူတိုင်းအတွက်ရှိတာသေးဒီဖြစ်စီကြီးဒီဖြစ်စီလူတိုင်းကလည်းကိုယ့်အခက်အခဲကိုအကြီးဆုံးလို့ထင်ကြတာအဲ့ဒီချိန်ကြရင်စိတ်ဓာတ်တွေကြမယ်လက်တွန်းလာမယ်လှုပ်ချင်ကိုင်းခြင်းစိတ်တွေပျောက်သွားမယ်ဒါဖြစ်ကြမှာဘလို့အစဉ်ပြေတဲ့လူဖြစ်ဖြစ်ဘလို့ဒုက္ခတွေများတဲ့ဘဝမျိုးမှာပဲနေရတဲ့လူဖြစ်ဖြစ်ပေါ့လေအဲ့တော့အခက်ခဲရလဲတဘာဝပဲခလုတ်ကတင်းနေရလဲတဘာဝပဲအဲ့ရာတွေနဲ့ကြုံရင်စိတ်တကြတာလက်တွန်းတာပြင်းရည်လာတာညင်းငွေလာတာဒါလည်းတဘာဝပဲအဲ့ဘာကပဲထူခြားသွားစီတာလဲဆိုတော့ကိုဘယ်လောက်သိတယ်လဲမသိဘူးလေနောက်တစ်ခုတတိဘယ်လောက်ရှိတယ်လဲမရှိဘူးလေအလေးပဲအတူတူပဲကိုသိတယ်ဆိုတာကတတိရှိလို့ဆိုတော့အဲ့ဒီတတိရှိတဲ့လူကြတော့ဘာပို့သွားလဲဆိုတော့သူပြင်းနေပြီဆိုရင်ပြင်းနေပြီဆိုတာကိုသိတယ်သူဒါကြီးကိုညီးငွေ့နေပြီဆိုငါမှညီးငွေ့တဲ့စိတ်တွေဖြစ်နေပါလားဆိုတော့သိတယ်စိတ်တကြနေပြီဆိုလဲစိတ်တကြနေတာကိုသူသိတယ်ဆိုတော့အဲ့ဒီတတိရှိတယ်ဆိုလို့ရှိရင်ကိုပြန်ထိန်းပြီးတော့အဲ့ဒီ demotivation ခေါ်မလားစိတ်တကြစီတဲ့အရာတွေကိုယ့်ရဲ့ motivation ဖြစ်လို့ဖြစ်စီတဲ့အရာတွေနောက်ကိုလိုက်မသွားတော့ပါမသွားတော့ပဲနဲ့
ကိုယ့်ရဲ့ရည်ရွယ်ချက်စီကိုပဲပြန်ပြီးမှဦးတည်စေနိုင်အဲ့ဒီတတိယအရင်ရေးကြည့်တယ်နောက်တစ်ချက်အနေနဲ့တတိဆိုတဲ့အရာကအားလုံးလည်းသိပြီးသားပါပဲပြစ္ဆုတ်ပံမှာနေတယ်ဆိုတော့ပြစ္ဆုတ်ပံမှာဘယ်လိုနေလဲဆိုပြစ္ဆုတ်ပံမှာဖြစ်ပြနေတဲ့အရာတွေကိုလက်သင့်ခံပြီးမှပြစ္ဆုတ်ပံမှာပျော်နေစေတာပဲသူကဘာလို့ပြစ္ဆုတ်ပံလဲဆိုတော့ပန်းနိုင်ဆိုတဲ့အရာကတို့တွေအနာဂတ်လေနော်အဲ့တော့အနာဂတ်ကြီးမှပဲစိတ်ကတစ်ချိန်လုံးရှိနေတယ်ဆိုရင် theoretically ဘာဖြစ်မလဲဆိုရင်ပူပန်မှုတွေဖြစ်တယ်ဆိုတော့အနာဂတ်အကြောင်းတွေပဲတောက်လျှောက်တွေးနေတယ်လို့ကလည်းစိုးရင်ပူပန်မှုတွေဖြစ်စေတာပြီးတော့စိတ်လောအားကြီးတာတွေဖြစ်မှာပေါ့လေနော်အဲ့ဒီမှာ life ဆိုတဲ့အမျိုးကကြတော့တပန်းနိုင်ကိုရော့အင်းဆိုပြီးရောက်သွားတဲ့အမျိုးမဟုတ်ဘွားဆိုတဲ့မျိုးကတို့တွေကတဆင့်ညင်းသွားတာတွေရှိတယ်ဖြည်းဖြည်းချင်းသွားတဲ့အရာတွေရှိတယ်ရဲ့တချို့နေရာတွေမှာအားစိုက်ပြီးမှအားကုန်ထုတ်သုံးရတဲ့နေရာတွေလည်းရှိတာပေါ့လေနော်ဒါပေမဲ့များတော့အဖြစ်ရတော့တို့တွေကပုံမှန်လေးသွားနေရဘဝကဘာနဲ့တူလဲဆိုတော့တင်သားပြီးပြောရရင်မာရသွန်ပြေးရတယ်လို့တကားရအခုပြေးအခုပန်းနိုင်ရောက်သွားတဲ့မျိုးမီတာ90ပြေးတာမဟုတ်မီတာ100မီတာ200ပြေးတာမျိုးမဟုတ်ခီးချီကြီးတွားတဲ့အတွက်ပုံမှန်လေးတွားဖို့လိုတယ်အဲ့လိုတွားနေတာဒီပင်လေမရက်တဲ့နေခြင်းပဲမရက်တဲ့ခြင်းဒီပင်လေပန်းနိုင်စီကိုတွားနေခြင်းပဲဒါကတကယ်တမ်းတော့ရိုးရိုးလေးဆိုပေမဲ့တတိချာချာစဉ်းစားကြည့်ပါဒါလေးနဲ့တယ်တွားနေတာဒီပင်လေမရက်တဲ့ခြင်းပဲမရက်တဲ့ခြင်းဒီပင်လေပန်းနိုင်စီကိုဥတည်နေခြင်းပဲဆိုတော့မာရသွန်ပြေးတဲ့လူကပန်းနိုင်ရောက်မှပြုတ်သွားမှာမဟုတ်အဲ့လိုပြေးနေရတာကသူ့အတွက်ပျော်စရာကောင်းတဲ့အလုပ်တစ်ခုဖြစ်နေမှအဆင်ပြေတာသူတာတူပြေးသမားလို့မဟုတ်ဘူးမာရသွန်ပြေးတဲ့လူကဟုတ်တယ်နော်ဆိုတော့ဘဝမှာလည်းအဲ့လိုပဲပုံမှန်အားဖြင့်တို့ကမာရသွန်ပြေးတယ်လို့ပဲသွားနေရအခုလုံနေတဲ့အလုပ်ကိုပျော်ပျော်ရွှင်ရွှင်နဲ့ဒီလုံနေတဲ့အလုပ်တွေဒီပြင်လေပန်းနိုင်တွဲဆိုတဲ့အဓိပ္ပာယ်မျိုးနဲ့လုံနေနိုင်အဲ့ဒါကကိုယ့်ရဲ့ခြေလမ်းတိုင်းကပန်းနိုင်ဖြစ်တာဦးဇင်းရဲ့တွေ့ကြုံတစ်ခုပြောပြအဲ့ဘာလဲဆိုတော့ဦးဇင်း PhD အတွက်ကိုစလုပ်တဲ့အခါကျကိုရိုင်းကြတော့ကိုသိတယ်ကိုကစိတ်လောတဲ့လူဟုတ်တယ်စိတ်လောတယ်တခုခုဆိုရင်မြင်အဆုံးတက်လိုက်ခြင်းနဲ့မြင်ပြီးမြောက်သွားခြင်းနဲ့ဒီလိုမျိုးပေါ့သို့တော့အဲ့ဒီအရာကအခုကိုလုံးမဲ့ PhD လုံးမဲ့အလုံးမှာကြတော့အနေဖြစ်စီမယ်ဆိုတာကိုဟာနဲ့ကိုတတိထားမိဘာကြောင့်လဲဆိုတော့တတရမဖြစ်လာမဲ့သဘောတရားတွေရှိနိုင်တယ်ပြီးတော့စိတ်ကလောကြီးနေတော့ဒီကာလကြီးမှာတော့စိတ်ပင်မဲမယ်ဆိုတာကိုတတိထားမိလိုက်တယ်ဆက်စချင်းတလားနလားပါပဲစိတ်လောတဲ့လူကဒီနေ့ပဲ PhD အတွက် entrance လုပ်တယ်နောက်နေ့လောက်ကိုအပီးပြီးချင်နေတဲ့မျိုးဖြစ်နေတာစိတ်က
ကိုယ်ကိုတတိထားမိလိုက်တော့ဟာငါတော့စိတ်လောနေပြီပေါ့နော်အဲဒီစိတ်လောတဲ့အရာငါ့ကိုတော်တော်ဒုက္ခပေးလိမ့်မယ်ပြဿနာတွေပေးလိမ့်မယ်ကိုယ့်ကိုသိပြီးမှစူးစမ်းပြီးမှပြင်ကြရတော့မယ်ပေါ့အဲ့တော့ဒီနီလန်းလေးကိုကောင်းထဲမှာရောက်လာတာခြေလန်းတိုင်းကပန်းနိုင်မယ်ဆိုတာအဲ့တော့အရင်ဆုံးကိုယ့်ရဲ့ intention ကိုအရင်မေးတယ်ဘာလို့ PhD လဲပေါ့ဘာလို့မင်းက PhD လုပ်ချင်တာလဲဘာအတွက်လဲဘာလို့လဲအဲ့ဒီမေးခွန်းနေမေးကြည့်တဲ့အခါမှာအဖြေကတစ်ခုပဲထွက်တယ်ဘာလဲဆိုတော့အဲ့လိုလိလာရတာဝါသနာပါလို့ဆိုတဲ့အဖြေပဲထွက်တယ်ဒီလေမန်နေအဲ့ဒါ PhD title လေးပါတွေအတွက်မဖြစ်ချင်ခဲ့ဘာလဲဆိုအဲ့တိုက်တဲ့ကတချို့တော့ပြောမှာပေါ့နော်တိုက်တယ်ကအလုပ်လုပ်ဖို့ရအတွက်ဘာဖြစ်စေညာဖြစ်စေပေါ့လေဆိုတော့ anyway ကိုရီအတွက်ကိုရိုင်းအတွက်ကတော့အဲ့ဒီတိုက်တယ်မရှိလဲအလုပ်လုပ်နေခဲ့တာအဲ့ဒီမတိုင်ခင်ကလည်းအလုပ်လုပ်နေတာအဲ့ဒါပြီးရင်လည်းဒီအလုပ်ပဲဆက်လုပ်နေအောင်ပါပြီးတော့ကိုလုပ်တဲ့အလုပ်ကအဲ့လောက်ကြီးကျယ်တယ်လို့လည်းမထင်လို့လားတော့မပြောတတ်ဘူးအဲ့တိုက်တယ်မရှိလဲရတယ်လုပ်လို့ရတဲ့အလုပ်မျိုးဟုတ်တယ်ပေါ့လေဆိုတော့ဒါဘာလို့လုပ်နေလဲဆိုတော့အဲ့လိုလေးလာရတာဟိုဝါသနာပါလို့ငယ်တော့ရင်ဝါသနာပါတယ်ငယ်တော့ရင်အဲ့လိုမျိုးပါရကူစားပေးပါရကူတို့ဘာတို့အဲ့လိုစားရမှာဖက်ရပြီဆိုဘာလို့လဲသူတို့ကဘာလို့အဲ့လိုမျိုးဖြစ်တာလဲဘာလို့ရတဲ့လူတွေလဲအဲ့ဒီမိကိုအမြဲတမ်းမေးဖြစ်တယ်ဖာသာစားပေးပါရကူဆိုတာပါလဲဒေါက်တာဆိုတာပါလဲ PhD ဆိုတာပါလဲအမျိုးတွေမေးဖြစ်တော့ဖာသာပြောပြတာဒီလိုလေ့လာသူသေတနာတွေလုပ်ပြီးတော့ဘာညာပေါ့လို့ပြောပြတော့ယာအဲ့ဒါကြီးဝါသနာပါလိုက်တာပေါ့လေဘာလို့ဆိုအရင်လေကိုယ်ရစာအုပ်ဖတ်တယ်ဆိုလို့ရှိရင်လေအမြဲတမ်းလိုမျိုးစာအုပ်တွေနိုင်ရှင်ပြီးဖတ်ရတာတို့စာအုပ်ထဲကနေခွဲခြမ်းစိတ်ပြပြီးပြန်ဖတ်ကြည့်ရတာအဲ့လိုမျိုးတွေဝါသနာပါတော့အဲ့လိုလုပ်ရတဲ့မျိုးဆိုဟာမိုက်လိုက်တာပေါ့လေသဘောကျလိုက်တာဆိုပြီးမှငယ်တော့ဖြစ်ဘူးတယ်ပေါ့အခုကြီးလာတော့ဘုံကြီးဝင်းနေရဟန်းဖြစ်တဲ့ခါကျတော့ဒီလောက်ကပို့ပြီးမှငါငယ်တော့မှတ်ထားတဲ့အိမ်မက်နဲ့စိတ်ကူးထားတဲ့စိတ်ကူးမျိုးနဲ့တူလိုက်တာဆိုပြီးလှုပ်ဖြစ်တာထားပါတော့လေတွေရှိနေအဲ့ပြောချင်တာပါလဲဆိုတော့ကိုသွားချင်တဲ့ပန်းတိုင်ရဲ့အတိပ္ပယ်ကိုပုံဖော်တယ်နံပါတ်1ဘာလို့အဲ့ပန်းတိုင်ကိုသွားချင်တာဘာလို့မှလဲဘာရချင်တာလဲအဲ့တော့မေးကြည့်လိုက်တဲ့အခါမှာကိုကသွားရတာပျော်လို့ဆိုတဲ့အတိတ်ပဲထွက်လာတော့အရင်စင်ပြေတယ်ပေါ့နော်အရင်စင်ပြေတော့ဒါဆိုဘာလို့လုံးနေတာလဲဆိုတော့မေးခွန်းတွဲချတော့အဖြေမရှိဘူးအဲ့ဒါဆိုသွားရတာပျော်တယ်လေးလာရတာပျော်တယ်ဆိုလေးလာလေပေါ့ဘာလို့လုံးနေတာအဲ့လို what then ဖြစ်တယ်ဆိုတဲ့ခံစားချက်မရတော့ကိုယ်တိုင်မပြောစိတ်လောတယ်ဆိုတဲ့လူကအများဆုံးကအဲ့ဒါစိတ်လောတယ်ဆိုတဲ့လူကအလုတ်ပြီးမြောက်ချင်တာအလုတ်ပြီးမြောက်တယ်လို့ခံစားချက်မရတဲ့၍သူကလောနေမှာဒါဘယ်စာအုပ်ထဲမှာလာတာလဲမဟုတ်ဘူး theory လည်းရှိချင်မလားမရှိလားမပြောတတ်ဘူးကိုအတွေ့အကြုံနဲ့ကိုပြောကြည့်တာပေါ့ပြောပြတာစိတ်လောပြီဆိုရင်အဲ့ဒါပဲအလုတ်မပြီးမြောက်မှာကိုစိုးရိမ်တာအဲ့အတွက်စိတ်ဖြစ်စီမှုတွေဖြစ်တယ်အလုတ်ပြီးမြောက်တော့မှဆိုရဲအဲ့ခါကျမှပြီးမြောက်မှုတစ်ခုဖြစ်သွားမှစိတ်လောတာပျောက်သွားဆိုတော့အဲ့ဒါကိုဘာနဲ့ထိမလဲဘာနဲ့ balance လုပ်မလဲပေါ့ကိုယ့်နဲ့ကိုအဖြေရှာတယ်အဲ့ဒီ PhD စလုပ်ခါစားဆိုလို့ရှိရင်စပြီးမှလေးလာကြောင်းနေပါတယ် FP ကစားသူကျန်တာဘာမလုပ်အဲ့ဒီအတွက်ပဲကိုယ့်ကိုအဖြေရှာ
ဘယ်လိုနည်းနဲ့ငါဒီအလုပ်ကိုငါပျော်အောင်လုပ်မလဲဘာလို့လဲဆိုဒါကြီးက3နှစ်လား4နှစ်လား5နှစ်လားခက်မယ်ရခက်တဲ့အရာကိုရှိကသွားခဲ့ကြတဲ့စီနီယာတွေကလည်း4နှစ်5နှစ်လို့သွားခဲ့ရတဲ့ခရီးအနည်းဆုံးစာအုပ်ထဲမှာတော့3နှစ်လို့ပြောရောဆိုတော့3နှစ်ကာလယူငါအလုံးမပြီးသေးဘူးဆိုတဲ့စိတ်နဲ့ဘယ်လိုဖြတ်တမ်းမလဲဆိုတာကြီးကတော်တော်စိတ်ညစ်စရာကောင်းတယ်အဲ့ဒီချိန်ကာလတော့ငါတွေးကြည့်ကြည့်တာမလုပ်တော့လားမသိဘူးကွာလည်းကိုလိုတွေးမိရတယ်ရှိတယ်ဒါပေမဲ့ဒီခြေလန်းတိုင်းကပန်းနိုင်မယ်ဆိုတဲ့စကားလုံးကိုဒီနေရာမှာအသုံးချပြတယ်ဟုတ်တယ်ခြေလန်းတိုင်းကပန်းနိုင်မယ်ငါလုံနေတဲ့အလုပ်တွေတိုင်းကပြီးမြောက်ခြင်းပဲပေါ့အဲ့တော့ productivity ဖြစ်ဖို့ရာငါဘယ်လိုလုပ်မလဲငါအလုပ်ပြီးမြောက်တယ်ဆိုတဲ့ခံစားချက်မျိုးခံစားဖို့ရာဘယ်လိုလုပ်မလဲဆိုပြီးကိုအဖြေရှာကြည့်တဲ့အခါမှာစာအုပ်ဖတ်မယ်စာရေးမယ်ပေါ့နော်စာလေးလာဒီဟာတွေပဲထွက်လာတော့အဲ့ဒါကို planner လုပ်တယ်ပေါ့စာအုပ်ဖတ်တယ်ဆိုဟုတ်ပြီတရက်ကိုဘယ်လောက်ဖတ်မှာလဲပြီးရင်စာရေးမယ်ဆိုရင်ဘယ်လောက်ရေးမှာလဲအဲ့ဒါတွေတွက်လိုက်တဲ့အခါကျတော့တရက်ကိုဘယ်နှစ်နာရီအလုပ်လုပ်မှာလဲနောက်ဆုံးကိုဒါ postgraduate researcher ဆိုတာတော်တော်များများသိပါလိမ့်မယ် course work တွေနဲ့သွားရတာမဟုတ်ဘူးကျောင်းသားတယောက်လိုကျောင်းတက်ပြီးမှအဲ့လိုလုပ်နေရတာမဟုတ်ဆိုတော့ဒါပေမဲ့ကိုဘယ်လိုတတ်မှတ်လိုက်လဲဆိုတော့ယုံစင်လုပ်တယ်လို့ပဲအလုပ်လုပ်မယ်အဲ့တော့တရက်ကို6နာရီအလုပ်လုပ်မယ်ခွာကိုတတ်မှတ်လိုက်တရက်ကို6နာရီလုပ်မယ်တစ်ပတ်ကိုနာရီ30အလုပ်လုပ်မယ်ဆိုတော့အဲ့ဒီစာအတွက်အလုပ်လုပ်မယ်ပေါ့နော်ကိုရဲ့ဆိုတော့အဲ့ဒါငါရဲ့ခြေလမ်းနေပဲပေါ့တရက်ကို6နာရီစာလမ်းမယ်တစ်ပတ်ကိုနာရီ30ဆိုတဲ့ပန်းနိုင်ကိုရောက်ရအောင်အဲ့တော့စာလုပ်ချိန်တရက်ကို6နာရီသတ်မှတ်ထားတယ်6နာရီတည်းကနေအများဆုံးကတော့စာဖတ်တဲ့ချိန်ပေါ့နော်စာဖတ်တဲ့ချိန်က3နာရီစာရေးတဲ့ချိန်3နာရီလို့အဲ့လိုသတ်မှတ်ထားပြီးမယ်လို့တကယ်လို့တော့စာဖတ်တဲ့ချိန်က4နာရီစာရေးတာ2နာရီအဲ့လိုမျိုးကြာအဲ့2နာရီအတွင်းမှာဘယ်လောက်ရေးမလဲပေါ့6နာရီဆို4နာရီလုံးစာဖတ်နေပြီမယ်ဘာမှမကြံဘူးရေးပြီမယ်လည်းဘာမှမကြံအောင်ဆိုလည်းအတိအကျမရှိဘူးလေနော်အဲ့တော့အများကြီးမရေးဘူး2နာရီအတွင်းမှာအလုံး100အနည်းဆုံးအများဆုံးအလုံး300အဲ့လောက်ပဲရေးမယ်လို့သတ်မှတ်တာအဲ့ဒါတနင်္လာနေ့ကနေတောက်ကြနေဒီအလုပ်လုပ်တယ်စနေတနင်္ဂနွေဘာလုပ်ရှိဘာ idea ရှိမလုပ်ဘူး holiday ပဲအဲ့ဒါတမ်းမှပြီးတော့ရတယ်ပေါ့နော်ကျန်တဲ့အခုလိုမျိုးစာရေးတခြားစာရေးတဲ့လုပ်တွေ podcast လုပ်တဲ့လုပ်တွေအဲ့ဒါလုပ်တော့ပေါ့နော်တင်နေနေလေဒါကတော့ပုံမှန်ပေါ့ဆိုတော့အဲ့လိုမျိုးပန်းနိုင်အတူလေးတွေတက်မှတ်လိုက်တယ်ဒီနေ့အပြင်အဲ့လိုခြေလန်းလေးတွေတက်မှတ်လိုက်တယ်အဲ့ဒီခြေလန်းတွေကိုပန်းနိုင်အဖြစ်ပြောင်းလိုက်တယ်ဒါမှညီမလေးမှန်ပါနော်ကြိုက်ချင်မှလည်းကြိုက်ကြလိမ့်မယ်တချို့လူတွေလည်းပြဿနာမရှိဘူးကြိုက်တဲ့လူကယူမကြိုက်တဲ့လူမယူနဲ့ဒါ experience ပြန်ပြီး sharing လုပ်တဲ့အနေအထားလေးပဲရှိသေးတယ်ဒီနော်ဒါပါတော့အဲ့တော့တရက်ကခြေလန်း6လမ်းနဲ့ပဲထားပါတော့နော်တနာရီဆိုတော့တနာရီကိုတလမ်းပေါ့6လမ်းဆို6နာရီအဲ့လိုလေးပဲလုပ်လိုက်တယ်နာရီမှာအလန်းပေးထားတယ်အလန်းပေးထားပြီးမှအဲ့ဒါလုပ်တယ်ပေါ့ကိုကလည်းကို track လုပ်တယ်ပေါ့ track လုပ်တော့တချို့ရက်တွေမှာဆိုစလုံးကြီးအလုံး100လောက်ပဲရေးနိုင်တယ်တချို့ရက်တွေကျတော့300လောက်ထွက်တယ်
ဒါပြင်းမြောက်ပြောတာပေါ့နော်တခါတလေကြောက်လဲ350 250ဒီလိုလဲရှိအောင်အဲ့တော့900 1000မထွက်တူလားပေါ့မေးစရာရှိတယ်အဲ့လိုနေမျိုးမရှိဘူးဘာလို့မရှိလဲဆိုအလုံး400လောက်ဖြစ်သွားပြီဆိုရင်ကိုစက်မီရတော့နောက်နေ့အတွက်မက်တန်ထားလိုက်တာမက်တန်ထားပြီးမှစက်မီရတော့ပုံမှန်လောက်လာတဲ့ခါကျတော့နောက်ပိုင်းကျတော့အဲ့လိုလည်းမထွက်တော့ပါဘူးပုံမှန်ပဲဖြစ်သွားပြီပုံမှန်100နေ300ကြားပဲပုံမှန် productivity ဖြစ်နေတာပေါ့လေနော်အဲ့ဒါတွေအကုန်လုံး300လားဆိုတော့အကုန်လုံးလည်းမရပါဘူးတချို့ဟာတွေဖြတ်လိုက်ရတာရှိတယ်တချို့ဟာတွေပယ်ထားရတာရှိတယ်နောက်တော့ပြန်300ရပါပေါ့လေဆိုရအဲ့လိုပုံစံနဲ့ခြေလန်းတိုင်းကပန်းနိုင်မှာဆိုပြီးမှကိုယ်ကိုတွားခဲ့ပျော်လားလို့မေးတော့ပျော်ပါတယ်ပျော်စရာကောင်းတယ်အဲ့လိုလေးတွားရတာအဆင်ပြေလားလို့မေးအဆင်မပြေဘူးအဆင်မပြေတာတွေအများကြီးရှိတယ်အခက်အခဲတွေအများကြီးကြုံရတယ်အဲ့တော့အဆိုးဆုံးခက်ခဲရတော့ပါလေဆိုတော့လူမှုရေးဒါပေါ့လူမှုရေးကိစ္စတွေအများကြီးပေါ်လာတယ်လေနော်ကိုကိုရိုင်းပါဝင်ပြီးလောက်ရတာတွေရှိသလိုစိတ်ညစ်ရတာတွေရှိတယ်စိတ်ပိုင်းဆိုင်ရာပါဝင်ပတ်သက်ရတာတွေရှိတယ်ဆိုအဲ့ဒီလူမှုရေးအကြောင်းအရာတွေအများကြီးရှိတယ်ပြဿနာတွေအများကြီးရှိတယ်နောက်တစ်ခုကကျမကြီးပေါ့ကျမကြီးကအစင်မပြေဘူးဖောက်လာပြီဆိုရင်အဲ့ဒီမှာပြဿနာတွေရှိလာပြီလေကိုယ့်ရဲ့ target မှာပြဿနာတွေရှိလာပြီပေါ့လေဆိုတော့အဲ့ဒါတွေမဖြစ်အောင်လဲပြန်ထိန်ပြီးမှလှုပ်တာလဲခြေလန်းနေတနည်းအားဖြင့်ပန်းနိုင်ကိုသွားနေတဲ့ခြေလန်းနေပဲအဲ့လိုသတ်မှတ်လိုက်အဲ့တော့လူမှုရေးကတော့အတက်နိုင်ဆုံးမလိုအပ်တာတွေရှောင်ရတာပေါ့လေအဲ့ဒါကိုနားလဲတဲ့လူတွေလည်းရှိတာပေါ့တော်တော်နားမလဲပေးတဲ့လူတွေလည်းရှိမှာပေါ့လေ anyway ဒါကတဘာဝပါပဲကျမ်းမာရေးလည်းအတက်နိုင်ဆုံးဂရုစိုက်ရတာအဲ့မှာအမျိုးစုံပဲ PhD လုပ်တဲ့ကျောင်းသားဆိုရင်ကျမ်းမာရေးမှာအများဆုံးဖြစ်တဲ့ပြဿနာသိလား PhD ယောဂပါလေဆိုခါနာတဲ့ယောဂခါနာတဲ့နောက်ကျောတက်တဲ့ကြောရိုးတွေနာတဲ့အဲ့ဒီဟာမိတ်ဆွေတို့များများလည်းလို့ဖြစ်ကြအောင်အဲ့ဒါဘယ်လို balance လုပ်မလဲပေါ့အဲ့အတွက် exercise တွေလုပ်ရတယ်လေ့ကျင့်ခန်းတွေလုပ်ရတယ်တခြားအဲ့လိုပေါ့ကိုဂရုစိုက်ရတဲ့ဟာတွေလုပ်ရကြာရင်မထိုင်မြအောင်တတိထားရတာတွေအဆုံးမှာပဲplus အစားအသောက်တွေပေါ့နော်အစားအသောက်တွေကျမကြီးညီညွတ်အောင်စားရရင်ရေတောက်တယ်ရေကိုလုံလောက်အောင်တောက်ရတယ်အဲ့တော့အဲ့ရာတွေကလည်းခြေလန်းနေပဲတကယ်တော့အဲ့ရာတွေကလည်းကိုပန်းနိုင်ကိုသွားနေတဲ့ဓာတ်ရိုက်မဟုတ်တော့မှတွေ့ဝိုက်ပြီး support ပေးနေတဲ့ခြေလန်းနေပဲအဲ့တော့ခြေလန်းတိုင်းကပန်းနိုင်ပဲခြေလန်းတိုင်းကမန်ကန်တဲ့အလုပ်တွေပဲဆိုတော့အတိပဲအဒီနေရာမှာရန်ရေးကြည့်သွားပြီကိုကခြေလန်းတိုင်းကပန်းနိုင်ပဲလို့မအောင်မေ့ထားဘူးဆိုရင်ကိုမျော်လင့်တဲ့ပန်းနိုင်အတွက်ကိုခုနကပြောရဲကျမရေးတွေညီညွတ်အောင်စားရတို့ဘာတို့ဆိုတာအတိပဲမရှိတော့အစားတော့စားရနဲ့ PhD နဲ့ဘာမှဆိုင်တော့တယ်လို့ဖြစ်သွားစနေတနင်္ဂနွေအနားယူတာအဲ့ဒါလေတကယ်တော့ခြေလမ်းပဲတနင်္လာနေ့မှာအလုပ်ကောင်းကောင်းလုပ်နိုင်ဖို့တစ်ပတ်လုံးအလုပ်ကောင်းကောင်းလုပ်နိုင်ဖို့နဲ့တစ်ပတ်လုံးလုပ်ခဲ့တဲ့များဟာတွေကနေအနားယူဖို့ဆိုတော့အဲ့ဒါလေအလုပ်ပဲနောက်ဆုံးဘယ်လောက်ထိกว่าတယ်ကိုအလုပ်တစ်ခုအနေနဲ့လုပ်ဖြစ်လဲဆိုညအိတ်တာပုံမှန်ကกว่าတယ်ကိုတည်တယ်ညက
8နာရီ9နာရီလောက်မှတညပေါ့နော်နာရီပေါင်း9နာရီ8နာရီလောက်မှမအိပ်ဘူးဆိုရင်အုံတော်ကကောင်းကောင်းအလုံးမလုံးနိုင်အဲ့ဒါကြောင့်မလို့ဒီရက်ကိုအနည်းဆုံး9နာရီအိပ်နိုင်အောင်အိပ်တယ်အိပ်ချိန်9နာရီထားရတယ်ဆိုတော့အဲ့ဒါအလုပ်ပဲအဲ့လို9နာရီအိပ်တဲ့အခါမနေ့ကျရင်ကောင်းကောင်းစာဖတ်နိုင်တယ်ကောင်းကောင်းစာရေးနိုင်တယ်မအိပ်မလုံးနိုင်ဘူးအဲ့တော့ဒါလည်းအလုပ်တစ်ခုပဲဒါလည်းခြေလန်းနေပဲဆိုတဲ့ပုံစံနဲ့လုပ်တယ်အဲ့တော့အရာရာအသေးပဲရှိနေတယ်လို့ခံစားရတယ်ပန်းနိုင်ကိုမရောက်သေးပြီမြဲလို့မနေ့အိပ်ရထားတယ်ဦးစင်းနာရီပတ်တာအဲ့ဒီအတွက်ပဲတညကိုဘယ်နှနာရီအိပ်လဲဆိုတော့ကောင်းကောင်းသိချင်လို့ဒီနေ့ကထိုင်တဲ့အချိန်တွေများနေပြီလားကိုကိုအဲ့လို track လုပ်နိုင်အောင်လို့အဲ့ဒီနာရီတက်တာ of course we need တွေပါတယ်နဲ့ပြောရင်တော့ဘယ်လိုလုပ်ညီပါလဲဒါဆိုတော့ဒါပါတော့အဲ့လို disrespect လုပ်တာတော့မဟုတ်ပါဘူးကိုကို track လုပ်ဖို့ရအတွက်တခြားနည်းလည်းမတွေ့သေးသေးဘူးပေါ့မနေ့အိပ်ရထားရဆိုဖုန်းမှာကြည့်တယ်ငါဘယ်နှစ်နာရီအိပ်ပျော်လိုက်လဲ9နာရီပြည့်လားကြည့်တယ်မပြည့်ဘူးဆိုလို့ရှိရင်ထက်အိပ်လို့ရတဲ့နေ့မျိုးဆိုထက်အိပ်တယ်အဲ့လိုမရတော့ပြတော့မရပါဘူးအဲ့တော့မရတော့ဘာလုပ်လဲဆိုတော့ပို့အဲ့ဒီအတွက်အားရှိမဲ့ဟာအုံနောက်အတွက်အလုပ်ဖြစ်မဲ့အစာအသောက်တို့စီးတို့တောက်တယ်ပေါ့လေဆိုတော့ဒါမဲ့ကြာတော့အချင်းဖြစ်သွားပါပဲအစပိုင်းဆိုတော့အဲ့မှာကြီးလိုက်တဲ့ကနေ9နာရီအိပ်တယ်9နာရီအိပ်ပျော်တယ်ဆိုတော့ねငါအလုပ်တစ်ခုပြီးမြောက်သွားပြီဆိုတဲ့အဓိပ္ပာယ်ပဲโอเคငါအိပ်ချင်းကိစ္စပြီးမြောက်သွားပြီမနေ့က breakfast မစားဘူးစားရတော့ဒီတိုင်းပဲဟိုတာဖြစ်လို့အလုပ်ရှုပ်လို့မစားတာအလုပ်ရှုပ်လို့စားဖို့ရလုံနေရအလုပ်ရှုပ်လို့တခါလေးတော့စားပါတယ်အမြဲတမ်းပုံမှန်အဖြစ်များတော့အဖြစ်မစားဖြစ်တာအဲ့တော့အစားအသောက်တွေပြင်ဆင်တာကိုစားတဲ့ lunch ကိုစားတဲ့ဟာတွေအဲ့ဒီဟာတွေစားရဲဆိုလို့ရှိရင်လေဒါကိုလုပ်ရမယ့်အလုပ်တစ်ခုလုပ်လိုက်တာအလုပ်တစ်ခုပြီးမြောက်သွားတခြားတော့ side work တွေရှိတယ်လုပ်ရတဲ့ဟာတွေလုပ်မယ်လို့ရည်ရွယ်ထားတဲ့အလုပ်တွေဒီပညာရေးနဲ့ပတ်သက်တာမဟုတ်ဘူးတခြားအရာပေါ့နော်အဲ့လိုထားပါတော့အလွယ်ဆုံးပြော Facebook မှာရေးတဲ့ post တွေအတွက်ဆိုရင်မနေ့ခင်အဲ့ဒါစာကြည့်စပွဲမှာထိုင်နေအဲ့ဒါရေးဖြစ်တာများတယ်မနေ့တိုင်းအဲ့9နာရီလောက်ဆိုရင်စပြီးရေးဖြစ်တယ်ပေါ့နော်အဲ့ပုံမှန်တစ်ခုတခါတလေနဲ့ idea ကောင်းလို့ post တွေ2ခုလောက်ရေးဖြစ်တယ်ရေးပြီးတော့ schedule ထားလိုက်တာပေါ့နော်ဆိုတော့အဲ့ဒါလေအလုပ်တစ်ခုပြီးမြောက်သွားတာနေ့လဲသာစားပြီးဆိုလဲပြီးမြောက်သွားတာပဲအလုပ်တစ်ခုစာအုပ်ဖတ်တယ်စာရေးရညနေခင်းထိအဲ့တော့ဒီနေ့မှာအလုပ်တွေအများကြီးပြီးတယ်လို့ခံစားရတယ် productivity ဖြစ်တယ်လို့ခံစားရတယ်ဒီနေ့အပြင်ခြေလမ်းတွေအများကြီးလမ်းဖြစ်သွားတယ်အဲ့ဒီခြေလမ်းတွေဒီပန်းနိုင်တွေလို့သတ်မှတ်ထားတဲ့အတွက်ဒီနေ့တည်းမှာကိုပန်းနိုင်တွေအများကြီးကြော်ဖြတ်ခဲ့ပြီးသားဖြစ်သွား area နဲ့တလ area နဲ့တစ်နှစ်ဒီနေ့ကနေ2နှစ်3နှစ်မှာကိုမျောလင့်ထားတဲ့ပန်းနိုင်ကိုရောက်သွားတာမရောက်လဲဘာမှဖြစ်တော့ဘူးလို့ထင်တယ်အဲ့ချိန်ရောက်တော့လေတကယ်ဟုတ်တယ်ဒီကိုလုံးဆရာရှိရတဲ့အကုန်အလုံးလုံးပြီးသွားပြီဆိုတဲ့အခါကျတော့ရုံး process တွေရှိတယ်ကွာအဲ့လို administrative process တွေမှာစောင့်ရတာတွေရှိတယ်အဲ့တော့ okay ဒါသူတို့ကိစ္စသူတို့လုပ်ပါစေတော့ကိုကတော့မလောဖြစ်တော့အများကြီးတော့ပြီးမှဟောမဖြစ်တော့တော့ပြီး push မလုပ်ဖြစ်တော့ငကိုလို့ဆိုလှုပ်ဖြစ်နေအောင်ပဲထင်ပါတယ်ခုကျတော့ဘာလို့လဲဆိုကိုကဘန်းနိုင်နေတာတောက်လျှောက်ရောက်ခဲ့ပြီးသားပဲနေ့တိုင်းကြော်ဖြတ်နေတာအဲ့ဒီဘန်းနိုင်နေတာဆိုတော့ပြောချင်တာကဒါကိုရဲ့ life experience နဲ့အနည်းဆုံး experience တစ်ခုနဲ့နိုင်ရှင်ပြီးမှပြောပြရတယ်မျှဝေတာပေါ့နော်အဓိကတော့ကိုယ့်အကိုဘယ်လိုသွားပါ
ခြေလမ်းတွေလမ်းမှုအရေးကြီးတယ်ခြေလမ်းတိုင်းမှာပျော်ရွှင်မှုအရေးကြီးတယ်ခြေလမ်းတိုင်းဟာပန်းနိုင်မယ်ကိုအတွက်အဲ့လိုသဘောထားနိုင်တယ်အဲ့လိုလက်ခံနိုင်တယ်ဆိုလို့ရှိရင်ပန်းနိုင်ကလည်းကိုယ်နဲ့မဝေးတော့ကိုတကယ်ရည်ရွယ်ထားတဲ့အရာတွေကလည်းမဖြစ်စရာအကြောင်းမရှိတော့မဖြစ်လဲဝမ်းမနေတော့စိတ်မညစ်တော့မြင်အောင်ကြည့်ကြလေနေစင်းနဲ့အမျှပင်မစင်းရဲကြီးစွာနဲ့ကိုယ့်ရဲ့ဘန်းနိုင်ကြီးစီကိုတွားနေရပြီအဲ့ဒီဘန်းနိုင်ရောက်သွားမှပျော်မယ်ဘန်းနိုင်မှာအောင်မြင်မှုတွေရမှပျော်မယ်ဆိုရင်အဓိပ္ပာယ်ရှိပါမလားစဉ်းစားကြည့်ကြည့်ကြည့်လိုက် PhD အလုပ်ပဲခုနဥပမာနဲ့ပဲပြန်တွေးကြည့်လေ3နှစ်လောက်လုပ်ရတယ်3နှစ်လောက်မနဲ့စင်းရဲကြီးစွာနဲ့ဘာညာလုပ်ရတယ်ပေါ့အဲ့လိုပြောရတာတွေပဲလူတိုင်းဘယ်လောက်ပင်ပန်းနဲ့ဘယ်လောက်စင်းရဲရယ်ဘယ်လောက်ခက်ခဲရယ်ဆိုတဲ့မျိုးတွေပြောကြတာလေโอเคတကယ်လည်းဟုတ်ပါတယ်အတိုင်းအတာတစ်ခုထိတော့လူတိုင်းအတွက်ခက်ခဲတာသို့တော့အဲ့လိုကြီးခက်ခဲစင်းရဲနေပြီးတော့နောက်ဆုံးကိုလူချင်းတဲ့ပန်းနဲ့ရောင်မှပျော်ရဲဆိုဘယ်နည်းပျော်မှာလဲ come on အနေရလေဘွဲယူတဲ့နေလားဘယ်နှလားလဲပျော်မှာသိရတယ်ကွာတစ်နှစ်လုံးတော့ပျော်နေမှာမဟုတ်တယ်လေတခြားလုပ်တွေဆက်လုပ်နေအောင်ပါမလားဆိုတော့3နှစ်လုံးနေ့တိုင်းပျော်ခဲ့တာနဲ့တစ်လလောက်ပဲပျော်တာနဲ့ဘယ်ဟာရွေးမလဲဆိုရင်ကိုယ်အသိဉာဏ်ပေါ်မှာပဲပို့တည်သွားရွေးပြီးတော့ဒါဒီပညာရေးမှမဟုတ်ဘူးကျန်တဲ့နေရာတိုင်းအကုန်လုံးပဲချမ်းသာအောင်စီးပွားရေးရှာတယ်ပတ်စံရှာတယ်နေ့တိုင်းမပျော်ဘူးပတ်စံရှာချင်တဲ့လူဆိုရင်ပတ်စံရှာနေရတာကိုပျော်နေလုံလောက်ပြီတလားပတ်စံရှာနေမယ်ပတ်စံနေကြိုးစားပြီးရှာမယ်ပတ်စံနေအတိုင်းအတာတစ်ခုရမယ်အဲ့ဒါဆိုလုံလောက်ပြီဘယ်လောက်ရမှပျော်ရွှင်မယ်လို့မှန်းထားရင်အဲ့ဒီလောက်အတိုင်းတောင်မရတဲ့ရွေးရတော့စင်းရဲနေဦးမှာပျော်နေဦးမှာမဟုတ်ဘူးအဲ့ဒါတွေကိုရပြီးသွားရင်လေမပူနဲ့နောက်ထပ် target အစ်စ်တွေလာလိမ့်မယ်အဲ့ဒါဘလူးရဲ့အပြစ်မှမဟုတ်အဲ့ဒါဘဝပဲဆိုတော့ဘယ်ရွေးဘယ်များမှပျော်မယ်ဆိုတာအထက်ကိုဘယ်လိုသွားရတာပျော်လဲဘယ်လိုလုပ်ရတာပျော်လဲဘာလုပ်ရတာပျော်လဲအဲ့ဒါကိုပဲရွေးချယ်လိုက်အဲ့ဒါကိုပဲဥတည်လိုက်ဒါကိုတတိရှိရှိနဲ့လုပ်မယ်ဆိုရင်ကိုယ့်ရဲ့ motivation ကဘယ်တော့မှပြတ်မသွားပြတ်သွားလဲပျော်နေဦးမှာပဲပန်းနိုင်တွေကဘယ်တော့မှပျောက်မသွားဒီနေ့ရောက်တော့မှာပဲပုံမှန်သွားနေပျော်ရွှင်ရွှင်ပေါ့မရောက်လဲပျော်နေဦးမှာအဲ့လိုသွားနိုင်ဆိုတော့ခြေလမ်းတိုင်းကပန်းနိုင်လို့သတ်မှတ်ပြီးပျော်ရွှင်နိုင်မှုအရေးကြီးတယ်အဲ့လိုဖြစ်ဖို့ရအတွက်သတိရှိမှုနဲ့လက်ခံနိုင်စွမ်း acceptance ဖြစ်ဖို့ရအင်မတန်အရေးကြီးတယ်အချင်းချုပ်ပြန်ပြောရရင်တို့တွေပန်းနိုင်တွေတတ်မှတ်ရပါလိမ့်မယ်တင်းညံပြီးရင်ချမယ်ဆိုတဲ့အဖွဲ့တွေလည်းချရပါလိမ့်မယ်ဘယ်တော့စလုပ်မယ်ဆိုတဲ့လူတွေလည်းလုပ်ရပါလိမ့်ဒါပေမဲ့ပထမဆုံးခြေလမ်းကလေးရရင်နဲ့ပျော်ရွှင်နိုင်တယ်ဆိုလို့ရှိရင် you already completed ပြည့်စုံပြီးသွားပြီအောင်မြင်ပြီးသွားပြီလို့ဒါမှတ်လိုက်တော့ပထမဆုံးလမ်းနဲ့ခြေလမ်းနေအဆုံးသက်ပန်းနိုင်မှာချတဲ့ခြေလမ်းအထိခြေလမ်းတိုင်းကပျော်ရွှင်စရာတွေပဲဖြစ်နေဖို့ရအရေးကြီးတယ်ဒါတော့ဒီနေ့မှာတင်းညံအတွင်းမှာအိမ်ထဲမှာပြင်းနေတဲ့လူတွေအတွက်
မျှဝေပေးတဲ့တကြံစာပါဗျာတကြံစာလို့ပြောလိုက်တော့ဗျာတကြံစာပါနော်အပြီးတော့ဒါကလည်းတစ်နှစ်လုံးအတွက်လည်းအသုံးဝင်လိမ့်မယ်လို့ထင်ပါတယ်သူရဲ့ life experience တွေနဲ့လည်းအများကြီးချိန်ပြီးပြောဖြစ်သွားတဲ့အတွက်နည်းနည်းရှည်သွားပါတယ်အဲ့အတွက်လည်း sorry ပါအားလုံးနားထောင်ပြီးမှအကျိုးများကြလိမ့်မယ်လို့မျှော်လင့်ပါတယ်မင်္ဂလာရှိတဲ့နေ့သစ်ဖြစ်ကြပါစေနေ့သစ်မှာပထမဦးဆုံးလမ်းနဲ့ခြေလမ်းကနေစပြီးအမြဲတမ်းပျော်ရွှင်နိုင်ပါစေ